Look, ngã của look, ngã tôi của xa bên mẹ. Tôi té của ngã quá xa bên mẹ. Mẹ đồ áo lông của lê, ngã tất xa bên mẹ. Áo lông bên mình là bạc mẹ. Don't pray the rook nhá. Nó là channel cái này, mẹ tin sẽ bị ní ra đại. Thì ní mà lê, chú sẽ áo về con này, PS của cô tin sẽ bị toa mà bà. Áo lông ở trên này, bà là ý cha là áp bên mũ. Nà đi chân này, glass chỉ mũ bị gió xẹt này đấy. Cháu cháu bồi, sẽ làm được bộ. Don't pray the chỉ được. Chú season bị ra bài không nhá. Sẽ làm sao mà rồi, sẽ hình số đấy. Áo lông sẽ điều hà. Tế bù này đấy, mình mà điều cô. Cụ ta bên này cô đuôi mà bà. Sẽ hình à, đi này đôi mà. Ở xoan thật đấy, áo lông sẽ áp hết. Nếu mà chỉ ông này mà cả về, tụ này lại để tế rồi cô lê. Nhà đá lý mới xí bảo. Đã bên mẹ, sẽ hình à, này mà rồi. Nà shine là đấy, nà chỉ chết cô. Cái ông này bà đấy. À ra cả đó, lúc nghe đấy anh nên là sẽ cả. Tụ mẹ cô, dễ sẽ, tất xa tỏa đấy. Phúc còn nó còn cô, là xa chỉ cô. Sắp huy ní ra về phía bà đấy. Sẽ hình à, ấy này cả miếng cô, cụ thể thì nhất sĩ đấy cả, mà thoát này tí bà bố. Tụ lê quên cả nàyပြန်လာတဲ့အချိန်မှာအိမ်ထဲမှာသူ့အိမ်နဲ့လဲနေတဲ့သူ့အမေနဲ့သူ့အမေရဲ့ဝမ်းမောက်ကိုဖောက်ပြီးဦးတွေကိုဆွဲထုတ်စားနေတဲ့တရိတ်ဆန်လူတော်ကြီးတကောင်အဲ့ဒီကောင်ရဲ့ညာဘက်ပါမှာထူးခြားတဲ့အမာယူကြီးတစ်ခုရှိနေတာကိုသူတေချာလေးကိုမှတ်မိနေခဲ့ပါတယ်အဲ့ဒီဖုန်းကောင်ကသူ့ကိုစိုက်ကြည့်ပြီးထွက်ပြေးသွားကြတဲ့ကဇေယျဟိန်းဟာအော်လန်အတက်တွေကိုတင်ယူပြီးလက်စားချီဖို့အခွင့်အရေးကိုပဲစောင့်ဆိုင်နေခဲ့တာပါတနေ့မှာတော့ရွာသားတွေစီကနေထူးဆန်းတဲ့သတင်းတစ်ခုကြားလိုက်ရတယ်ရွာပြင်ကတင်ញိုင်ဟောင်းထဲမှာဦးစင်းဒီဝလို့ခေါ်တဲ့တောရဆရာတော်တစ်ပါးလာပြီးသတင်းသုံးနေတယ်ဆိုတာပါပဲအဲ့ဒီဆရာတော်ကဘယ်သူနဲ့မှစကားမပြောဘူးတနေ့ကုန်တရားပဲမှတ်နေတတ်တယ်လို့ရွာထဲကိုလည်းစွန့်ခံမကြွားပဲတတိဝလန်တွေနဲ့ပဲမျှတစွာစားတောက်နေတိုင်းနေတယ်လို့ဆိုပါတယ်ဒီသတင်းကဆရာဟင်းရဲ့စိတ်ကိုထူးထူးခြားခြားလှုပ်ဆော်လိုက်တယ်လို့ပါပဲညဦးပိုင်းအမောင်တို့ဖုံးလန်းလာတဲ့အချိန်မှာတော့ဆရာဟင်းဟာအောက်လန်းပစ္စည်းအချို့ကိုထည့်ပြီးဆရာတော်နောက်ကိုတော်တဲ့အထိနောက်ရောက်ခံတိတ်ဆိတ်လိုက်သွားခဲ့တယ်တပင်ကြီးတွေအုပ်ဆိုင်နေတဲ့တောနက်ထဲမှာဆရာတော်ကရုတ်တရက်ရက်လိုက်ပြီးထွက်လာခဲ့ပါတကားရွာတွေကနေအခုအထိလိုက်လာတာမမောသေးဘူးလားလို့ခအေးပဲမေးလိုက်ပါတယ်ဆရာဟင်းဟာအံ့ဩသွားပေမဲ့သူရဲ့ရွေချက်ကိုဖုံးကွယ်မထားတော့ပါဘူးဆရာဟင်းထွက်လာပြီးစကားစိတ်ထိုးကြတဲ့အခါဆရာတော်ကငါကအတိတ်ကဝကြီးတွေကိုဆက်ဖို့ဒီမှာတရားကျင့်နေတာပါတကားမင်းရဲ့ရှင်တွေကအမုန်းတရားတွေကိုစွန့်လွတ်လိုက်ပါလို့မိန့်ပါတယ်အဲ့ဒီချိန်မှာဆရာဟင်းကဝကြီးဆက်တယ်ဟုတ်လားခမားလိုလူသက်သမားကဝကြီးဆက်တယ်ဆိုတာရဲတရားကြီးဗျာလူတွေကတော့ခမားကိုဆရာတော်လို့ခေါ်ခြင်းခေါ်မယ်ကျွန်တော်တို့တော့ခမားအမေကိုတတ်စားသွားတဲ့ဖုတ်ကောင်ပဲလို့ခနဲ့လိုက်ပါတယ်လွန်ခဲ့တဲ့အနှစ်20ခမားမှတ်မိသေးလားခမားရဲ့ပါးပေါ်မှာအမာယုတ်ကခမားဘာတူလဲဆိုတာကိုတက်တည်ပြနေတာပဲခမားအရင်ကအစွမ်းထက်တဲ့အော်လန်ဆရာငတိမဟုတ်လားအော်လန်ပညာကိုအလွဲသုံးစားလုပ်ရင်ဓာတ်စီးပြီးဖုတ်ဝင်ခဲ့တာလေခမားမှာလူသိမရှိတော့ပဲသွေးစင်းရှင်စိမ်းတွေကိုမတ်မောခဲ့တာခမားကိုယ်တိုင်အတိဆုံးဖြစ်မှာပါဆရာတော်ဦးစင်းဒီဝါကတက်ပြင်းရှည်ကြီးခြာရင်းနဲ့ဝန်ခံလိုက်ပါတယ်မှန်ပါတယ်တကားအရင်ကငါဟာအောင်လန်းပညာတွေကိုလိုက်စားရင်လောဘစောတိုက်ပြီးဖုတ်ဝင်ခဲ့မိတာပါဒါပေမဲ့အခုငါကသင်္ကန်းဝတ်လိုက်တာဟာဒီဝိညာဉ်စိုးကိုတရားနဲ့ထိန်ချုပ်ဖို့နဲ့ငါကြောင့်တည်ခဲ့ရတဲ့သူတွေကိုအမျှဝေဖို့ပါအခုငါမှာအရင်လိုတက်ပြတ်လို့စိတ်မရှိတော့ပါဘူးငါကိုထပ်ပြီးရံမစပါနဲ့တော့တဲ့ဒါပေမဲ့နာကြီးချက်တွေနဲ့ပြည့်နေတဲ့ဆရာဟင်းကတော့ဒါကိုလက်မခံပါဘူးခမည်းသင်္ကန်းခြုံပြီးလူကောင်းလို့မရဘူးဗျခမည်းတက်ခဲ့တဲ့အထဲမှာခမည်းချစ်လာပါကြီးဆိုတဲ့ဇနီးတဲ့မပလဲလဲပါတယ်မဟုတ်လားခမည်းကိုယ်တိုင်သူ့ဝမ်းပိုက်ကိုဖောက်ပြီးဦးတွေကိုဆွဲထုတ်စားခဲ့တာလေအဲ့ဒီအရာသာကိုခမည်းမေ့နေပြီလားလို့ထိုးနှံလိုက်ပါတယ်ဆရာဟင်းကရဲရဲဆက်လုပ်ပါတယ်သူကမပလဲရဲ့ဝိညာဉ်ကိုပလင်းထဲမှာအောင်လန်းနီးနဲ့ပိတ်လောင်ထားတာကိုထုတ်ပြပြီးမပလဲရဲ့ဝိညာဉ်ကိုဆရာတော်ရှိမှရင်အောင်လန်းမန္တတွေနဲ့နှိပ်စက်ပြပါတော့တယ်
မိမိချစ်ရသူရဲ့ဝိညာဉ်နာကျင်နေတာကိုမြင်လိုက်ရတဲ့အခါမှာတော့ဇေယျတော်ရဲ့ဆယ်စုနှစ်ချီထိန်းချုပ်ထားတဲ့တီးကန်ချင်းတရားကြီးပြိုလဲသွားပါတော့တယ်ဇေယျတော်ရဲ့မျက်လုံးတွေဟာหนีရဲလာပြီးတင်ကန်းခြုံထားတဲ့အောက်ကနေကြက်သားတွေဟာဖောင်းကားလာတယ်မင်းငါ့ကိုဒါမျိုးမလုပ်သင့်ဘူးငါတရားနဲ့ထိန်းရတဲ့နတ်ဆိုးကိုမင်းပြန်နှုတ်လိုက်ပြီးလို့ဟိဟောင်းရင်ဇေယျတော်ဟာဖုတ်ကောင်ကြီးတစ်ကောင်အဖြစ်ပြန်လဲလို့ထလာပါတော့တယ်ဆရာဟင်းရဲ့ကလစားခြေလိုစိတ်ကဘသူမှထင်းချုပ်လို့မရတော့တဲ့ငရေသားကောင်တစ်ကောင်ကိုပြန်လဲခေါ်ဆောင်လာခဲ့ပါအဲဒီညမှာတော့တောအုပ်တစ်ခုလုံးဖုတ်ကောင်ကြီးရဲ့ဟိဟောင်းတန်တွေနဲ့ဖုံးလန်းသွားခဲ့ပါတယ်ဆရာဟင်းဟာမိမိကိုမိမိအမဲလိုက်သမားအောက်လန်းဆရာလိုထင်မှတ်ထားခဲ့ပေမဲ့တကယ်မှာတော့သူကိုယ်တိုင်ပဲဒီနှစ်ဆိုးကြီးကိုပြန်နှိုးလိုက်သူဖြစ်သွားခဲ့ပါတယ်သူ့ရဲ့အမုန်းတရားတွေကသူ့ကိုပဲပြန်ပြီးဝါမျိုးသွားခဲ့ပါပြီအဲ့ဒီညပြီးတဲ့နောက်မှာတော့ဆရာတော်ဦးစင်းဒီဝါရောဆရာဟင်းကိုပါဘသူမှပြန်မတွေ့တော့ပါဘူးရွာသားတွေပြောစကားအရညဘက်ဆိုရင်တောထဲကနေတောက်ဆိုတဲ့အတန်တွေနဲ့အတူလေပင်ဆောင်းဖုတ်ကောင်ကြီးကိုမြင်တွေ့ကြတယ်လို့ဆိုပါတယ်အော်လန်အတက်နဲ့ကျိန်စာရီတက်ကြောက်စရာကောင်းတာဟာလူတွေရဲ့အညို့အတင်းနဲ့ဂလက်စားချီလို့စိတ်ပါပဲပြိတ္တတော်ဝေနာကြီးချက်တွေကြောင့်နတ်ဆိုးတကောင်ကိုဝင်းမြူမိနေပြီလားစဉ်းစားစရာပါပဲဗျာတွန်းကိုအားပေးနေတဲ့ပြိတ္တကြီးလေးဘေးကင်းကြပါခင်ဗျာနောက်ထပ်ခြောက်ချားစရာကောင်းတဲ့ဇာတ်လမ်းတွေကိုနားထောင်ဖို့ channel လေးကို subscribe လုပ်ထားဖို့မမေ့နဲ့ဦးနော်အားလုံးပဲဘေးကင်းကြပါသည်ခင်ဗျာ